ဒါလေးနှစ်ခုကိုခွဲလိုက်ရင်ဒီလိုလှလှပပလေးဖြစ်နေပေမဲ့ကိုမချစ်တဲ့သူတယောက်ကိုမှဆက်ပြီးချစ်နေတဲ့သူတယောက်ရဲ့ဇာတ်သိမ်းကတော့ဒီလိုလေးလှလှပပမဖြစ်နိုင်ဘူးနော်ဇာတ်သိမ်းမလားမဲ့တူတူတော့အခုတော့ကြက်ဥလေးပဲကြော်လိုက်ပါဦးမယ်ပေါမုတ်ထဲညက်စားမှာဆိုတော့ half fry မဟုတ်ဘဲနဲ့အနှစ်ချက်တဲ့ထိကြော်လိုက်ပါမယ်အသားလေးလေးစားကျင်တာဆိုတော့ဝတ်သားပြားလေးရဲ့ဆော့စိတ်လေးရဲ့ထည့်ကြော်လိုက်ပါမယ်အသားအရသာအတွက်ကိုတော့ထွေထွေထူးထူးကြီးလုံးမနေတော့ဘဲနဲ့စားလေးနည်းနည်းပဲဖြုတ်လိုက်ပါတယ်ဒီနေရာမှာဆန်ဝစ်အတွက်တီးတန့်ထုတ်ထားတဲ့ပါမုတ်ကိုသုံးရင်ပိုကောင်းပါတယ်ကျွန်တော်ကတော့အိမ်မှာရှိတဲ့ပါမုတ်ကလေးပဲသုံးလိုက်ပါတယ်ကြက်ဥလေးတင်ပြီးရင်တော့ဂျပန်ခက်ကလက်ကျန်ဖြစ်တဲ့ cheese ပြားလေးတစ်ပြားကိုလည်းတင်လိုက်ပါမယ်ကြော်ထားတဲ့ဝတ်သားပြားလေးကိုလည်းတင်မယ်အိမ်မှာပဲကိုယ်တိုင်လှုပ်ရှားတဲ့ဆန်ဝစ်ဆိုတော့မယောနီနဲ့ cheese တွေကတော့ရွှဲနစ်နေအောင်ကိုထည့်ထားတာပါပြီးရင်တော့ကြော်ထားတဲ့ sausage လေးရဲ့ကြက်ဥကိုလည်းနောက်တစ်လုံးထပ်ထည့်ပါမယ်မယောနီစ်တွေစိတ်ကြိုက်စမ်းပြီးရင်တော့အခုလိုစီကန်ဆက်ကူလေးကိုတိတ်ကလေးနဲ့ပတ်ပေးလိုက်ရင်ရပါပြီအလဲကနေဓာလီနဲ့ချမ်းပေးလိုက်ရင်တော့အခုလိုစားကျင်စပွဲကောင်းတဲ့ဆန်ဝစ်လေးရပါပြီဆလက်ရွက်လေးပါရင်ပိုကောင်းမယ်ဆိုတာသိနေပေမဲ့အိမ်မှာတော့မရှိပါဘူးဗျာခရမ်းကျင်သီးတွေကတော့ရှိပါတယ်ဆန်ဝစ်ထဲမှာမကြိုက်လို့ကိုမထည့်တာပါအိမ်မှာလိုက်လို့စားကြည့်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တတ်တာ